16ရာစုအရှိတောင်အာရှရဲ့စီးရေးသမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင် Empire တွေတက်လာလိုက်ကျလာလိုက်နဲ့အလွန်သွေးထွက်တန်ရုံများတဲ့ခေတ်ကာလတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်ကာလမှာရှေးတောင်အာရှသမိုင်းတစ်လျှောက်အကြီးမားဆုံး Empire ကြီးတစ်ခုကိုတည်ထောင်နိုင်ခဲ့တဲ့စစ်ပြေတစ်ပါးပေါ်ထွက်လာခဲ့ပါတယ်။သူကတော့တောင်ငူ Empire ရဲ့ဟန်တာဝတီစင်ဖြူများရှင်ဘုရင်တော်ပဲဖြစ်ပါတယ်။ဘုရင်တော်ရဲ့အောင်ပွဲတွေဟာတာမန်ရဲစွမ်းစက်တစ်ခုတည်းကြောင့်ရခဲ့တာမဟုတ်ပါဘူး။အိုင်နောက်ကွယ်မှာအလွန်တိကျတဲ့ထောက်ပို့စနစ်ရန်သူတပ်တောင်လုံးအောင်သုံးချနိုင်ခဲ့တဲ့ပထဝီမြေပြင်နေထားတွေအပြင်အဲဒီခေတ်ကအရှေ့တောင်အာရှစစ်မြေပြင်မှာအဆုံးဖြတ်ပေးခဲ့တဲ့လှုပ်ဝက်လက်နက်တစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ဥရောပကနေရောက်လာတဲ့ပေါ်တူဂီကြေးစားစစ်တပ်နဲ့သူတို့ရဲ့ရန်မုတ်လက်နက်နည်းပညာကြောင့်ပဲဖြစ်ပါတယ်။ဘီယင်းတော်ဟာစီးရေးပါရမီရှင်တယောက်ဖြစ်တယ်လို့အလွန်တော်တဲ့စီမံခန့်ခွဲသူတယောက်လည်းဖြစ်ပါတယ်။ခေတ်သစ်ကွန်ပျူတာတွေဆက်သွယ်ရေးစနစ်တွေမရှိတဲ့အချိန်မှာလူရန်9000ကနေ9000ကျော်အထိရှိတဲ့တမကြီးတွေကိုတပြိုင်နက်တည်းရွှေ့ပြောင်းနိုင်ဖို့ဆိုတာမလွယ်ကူပါဘူးဒီနေရာမှာဘီယင်းအောင်ကရိတ်ခါနဲ့လက်နက်တွေတည်ယူပို့ဆောင်မှုအတွက် AR စစ်တောင်းနဲ့ကြောက်ဖျားမြစ်ကြောင်းတွေကိုအဓိကအသုံးပြုခဲ့ပါတယ်ကုန်းကြောင်းမှာစင်တွေတဲတွေကိုသုံးပေမဲ့အမြောက်ကြီးတွေလိုလေးလံတဲ့လက်နက်တွေကိုတော့ရေကြောင်းကနေအဓိကတည်ယူခဲ့ပါတယ်ဒီလိုထောက်ပို့စနစ်ခိုင်မာမှုနဲ့အတူဘီယင်းအောင်ရဲ့တပ်မတော်မှာအင်အားအကောင်းဆုံးဖြစ်လာတာကတော့ပေါ်တူဂီကြေးစားစစ်တပ်ပဲဖြစ်ပါတယ်။တပင်ရွှေဒီလက်ထက်ကလေးကနေစတင်အသုံးပြုခဲ့တဲ့ဒီပေါ်တူဂီတွေကိုဘေးနောင်ကပို့ပြီးတော့စနစ်တကျနဲ့ဖွဲ့စည်းခဲ့ပါတယ်။ပေါ်တူဂီတွေဟာတနက်တွေနဲ့အမြောက်တွေကိုကျွမ်းကျင်စွာပစ်ခတ်နိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ဒေသတွင်းတပ်တွေဟာလှန်ရှည်တွေဓာတ်တွေစင်တွေကိုအဓိကထားတိုက်ခိုက်နေချိန်မှာပေါ်တူဂီတွေရဲ့အဝေးပြေးရန်မုတ်လက်နက်တွေဟာခံစစ်ဖြစ်စေထိုးစစ်ဖြစ်စေရန်သူတွေရဲ့စိတ်ဓာတ်ကိုအကြီးအကျယ်ရိုက်ချိုးနိုင်ခဲ့ပါတယ်။ဘေးနောက်ဟာဒီကြေးစားတွေကိုတာမန်ငားရုံနဲ့ငားငဲငဲတာမဟုတ်ဘဲနဲ့မြေနေရာတွေခွင့်ရေးတွေကိုပေးပြီးတော့သူ့ရဲ့အမြဲတမ်းတပ်ဖွဲ့အဖြစ်တစ္ဆာခံစီခဲ့ပါတယ်စစ်မြေပြင်မှာဘေးနောက်အသုံးပြုခဲ့တဲ့နီးပြွာကတော့ယနေ့ခေတ်မှာကိုဝိုင်းအမ်တနည်းအားဖြင့်လက်နက်ကင်ပေါင်းစုံပူပေါင်းစစ်စင်ရေးလို့ခေါ်တဲ့စနစ်ပါပဲရိုးရအရှိတောင်အာရှစစ်ပွဲတွေမှာလူရင်းအားအလုံးရင်းနဲ့တက်တဲ့မန်စတီတက်တွေကိုသုံးလို့ရှိပါတယ်ဒါပေမဲ့ဘင်းအောင်ကဒီအင်အားကိုပေါ်တူဂီရဲ့ပြစ်ခွက်နိုင်စွမ်းရည်နဲ့ပေါင်းစပ်လိုက်ပါတယ်။နီးပြူကရှင်းပါတယ်။ရန်သူခတ်တဲ့ဒါမှမဟုတ်ရန်သူစစ်ကြောင်းကိုပေါ်တူဂီအမြောက်တပ်တွေကအရင်ဆုံးအဝေးကနေပြင်းပြင်းထန်ထန်ပစ်ခတ်ပြီးတော့ဖျက်ဆီးပါတယ်။ရန်သူတပ်တွေဗယံပရာဖြစ်သွားချိန်ခတ်တဲ့နေရာတွေပြိုကျသွားချိန်မှာစိတ်ကြောက်စေတိုက်ထားတဲ့တန်ကြက်ကစစ်စင်ကြီးတွေကအချိန်ပြင်းဆုံးနဲ့ဝင်တိုက်ပါတယ်။စင်တွေရဲ့နောက်ကနေခြေနေတပ်တွေကဝေရောက်ရှင်းလင်းပါတယ်။ပေါ်တူဂီဒေသတွေဟာအနီးကပ်တိုက်ပွဲတွေမှာလည်းအလွန်ရက်ဆက်ပြီးတော့အတွေ့အကြုံများတဲ့စစ်သည်တွေဖြစ်တာကြောင့်ဘေးနောင်ရဲ့စစ်ကြောင်းတွေဟာဘယ်ရန်သူကိုမဆိုအလွယ်တကူထိုးနှက်နိုင်ခဲ့ပါတယ်။ဒီပူပေါင်းစစ်စင်ရေးနဲ့ပထဝီအသာစီးရမှုတွေကိုအထင်ရှားဆုံးမြင်နိုင်ခဲ့တဲ့တိုက်ပွဲကတော့1568ခုနှစ်ကနေ1569ခုနှစ်အထိကြာမြင့်ခဲ့တဲ့ယုဒ္ဓယဝန်းရံစစ်ပဲဖြစ်ပါတယ်။ယုဒ္ဓယမြို့တော်ဟာပထဝီနေထားရအလွန်ခံစစ်ကောင်းပါတယ်။မြို့ကိုမြေသုံးစင်းကနေဝေးရန်ထားပြီးတော့ကျွန်းဆွယ်ကြီးတစ်ခုလိုဖြစ်နေပါတယ်။ဒါအပြင်မိုးရသည့်ရောက်ပြီဆိုရင်ပတ်ဝန်းကျင်မြေနိမ့်ပိုင်းတစ်ခုလုံးကျွလွမ်းမှုသွားတတ်တာကြောင့်ရန်သူတွေဟာယောဂဗျာနဲ့ရိတ်ခါပြတ်ပြီးတော့အလိုလိုဆုတ်ခွာသွားရလေရှိပါတယ်။ဒါပေမဲ့ဘေးနောင်ဟာတာမန်ရန်သူတော့မဟုတ်ပါဘူး။မိုးရသည့်ရွလွမ်းမှုကိုကြော်လွှားနိုင်ဖို့သူဟာကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ရေမမီနိုင်တဲ့ကုန်းမြင့်တွေမှာတက်ဆွဲစေပြီးတော့ရိတ်ခါတွေကိုလှေတွေနဲ့အဆက်မပြတ်ပို့ဆောင်စေခဲ့ပါတယ်။အရေးကြီးဆုံးနည်းဗျူဟာကတော့မြို့ထက်ကိုမြင့်နဲ့မြေဖို့ကုန်းကြီးများကိုတိစောက်စေခဲ့ရပဲဖြစ်ပါတယ်။အဲ့ဒီကုန်းမြင့်ပေါ်ကနေပေါ်တူဂီအမြောက်တပ်တွေကိုနေရာယူစေခဲ့ပါတယ်။ပေါ်တူဂီရဲ့အမြောက်တံကိုရုတ်တရက်မျိုးရိုးတွေမခံနိုင်ပါဘူး။အပေါ်စီးကနေပြစ်ခတ်မှုတွေကြောင့်မျိုးရင်းကခံစစ်သမားတွေဟာတေကျေတန်ရမှုတွေများပြားလာပြီးတော့စိတ်ဓာတ်တွေကျဆင်းလာပါတယ်။နောက်ဆုံးမှာတော့လာပေါင်းများစွာဝန်းရံပြီးတော့1569ခုနှစ်ဩဂုတ်လမှာရှေးတောင်အာရှရဲ့ခိုင်မာဆုံးခံတပ်မြို့တော်ကြီးဖြစ်တဲ့ယုဒ္ဓယဟာဘေးနောင်နဲ့သူ့ရဲ့ပေါ်တူဂီအမြောက်တပ်တွေရှိမှဒူးထောက်ခဲ့ရပါတယ်။ရုတ်တရက်ကိုအောင်နိုင်ပြီးနောက်ဘီယင်းအောင်ရဲ့အင်ပါယာဟာအထွတ်ထိပ်ကိုရောက်ရှိသွားခဲ့ပါတယ်။သူဟာတာမန်စစ်သည်အင်အားများရုံနဲ့တွင်စစ်နိုင်တာမဟုတ်ဘဲနဲ့ဒီဘက်ကနီးပညာနဲ့ကြေးစားစစ်တပ်တွေကိုသူ့ရဲ့ရိုးရာတပ်မတော်မှာအံဝင်ကွင်ကြဖြစ်အောင်ဘယ်လိုပေါင်းဆက်ရမလဲဆိုတာကိုကောင်းကောင်းနားလည်ခဲ့သူပဲဖြစ်ပါတယ်။ပေါ်တူဂီကြေးစားတွေဟာဘီယင်းအောင်ရဲ့အောင်ပွဲတွေမှာမပါမဖြစ်တဲ့တော့ရတစ်ခုဖြစ်ခဲ့ပါတယ်။သူတို့ရဲ့မောင်းမြတ်တနက်တွေနဲ့အမြောက်ကြီးတွေဟာရှေ့တောင်အာရှရဲ့စီးရေးသဘောတရားကဏ္ဍကိုအပီးတိုင်းပြောင်းလဲပစ်ခဲ့ပါတယ်။ဘေးနောင်ကွယ်လွန်ပြီးရဲ့နောက်မှာတော့ဒီလောက်ကြီးမားတဲ့အင်ပါယာကြီးနဲ့ရှုပ်ထွေးလာတဲ့ထောက်ပို့စနစ်ကိုဆက်လက်တင်းသိမ်းနိုင်စွမ်းမရှိတော့တာကြောင့်တောင်ဝင်အင်ပါယာကြီးဟာလင်းမြန်စွာပြိုကွဲသွားခဲ့ပါတယ်။ဒါပေမဲ့ဘေးနောင်နဲ့သူ့ရဲ့မကြာရှုံးနိုင်တဲ့ပေါ်တူဂီကြီးသားစစ်တပ်ရဲ့ဇလန်းကတော့စီးရေးဗျူဟာသမိုင်းမှာအမြဲတမ်းလေးလာစရာတစ်ခုဖြစ်ကြံရင်းနေမဲ့သမိုင်းကြောင်းတစ်ခုပဲဖြစ်ပါတယ်။
ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်